ခါတုန်းကရွှေနန်းတော်ကြီးတစ်ခုမှာအိုမင်းလာတဲ့ဘုရင်ကြီးတစ်ပါးနေထိုင်တော်မူသလိုသူ့ရဲ့သားတော်လေးဖြစ်တဲ့မင်းသားလေးဟာလည်းနှလုံးသားကောင်းပြီးပျော်ပျော်ရွှင်ရွှင်နေတဲ့မင်းသားတစ်ပါးဖြစ်တယ်မင်းကြီးမှာအင်းနီးချင်းနိုင်ငံကနေလာရောက်နေထိုင်တဲ့သမီးတော်နှစ်ပါးလည်းရှိပါတယ်သမီးတော်နှစ်ပါးရဲ့နာမည်ကသဇင်နဲ့နှင်းဒီဖြစ်ပြီးတော့မင်းသားလေးဟာနှစ်ယောက်စလုံးနဲ့အဆင်ပြေပြေနေထိုင်ပါတယ်နောက်တစ်ရက်မှာတော့ဘုရင်ကြီးကသားတော်လေးကိုခေါ်ယူပြီးသားတော်ကြီးကျင်ရတော်ရွေးရဆိုတာကလှပမှုကိုအဓိကထားပြီးရွေးရတာမဟုတ်ဘူးအဓိကကတော့စေစပေါ်ထားကိုကျင်တရားကိုကြည့်ပြီးတော့ရွေးချယ်ရတယ်သားတော်ဘုရင်ကြီးဟာသမီးတော်နှစ်ယောက်ရဲ့အစီစပေါ်ထားကိုစမ်းသပ်ဖို့အကြံတစ်ခုထုတ်လိုက်တယ်သားတော်နဲ့တိုင်ပင်ပြီးတော့ဆင်ရနွမ်းပါပြီးတော့သူတော်စားအဖို့ကိုတယောက်လိုဟန်ဆောင်လိုက်တယ်ဘုရင်ကြီးကသမီးတော်သဇင်နဲ့ရင်တွေ့ခဲ့တယ်သမီးတော်ရဲ့ခြေတစ်ခွက်လောက်ပေးနိုင်မလားလူကြီးကတောင်းဆိုပါတယ်ဒီနေရာမှာသဇင်ကနန်းတော်အပြင်ကလူတွေမဝင်သင့်ဘူးဆိုပြီးနှင်ထုတ်ပြီးပြန်လွှတ်ပါတယ်ခဏကြာတော့သမီးတော်နှင်းစီရောက်လာပြီးတော့လူကြီးကိုမြင်တော့အလှန်တကြားနဲ့ပြေးလာပြီးအဖိုးနေပူထဲမှာဘာလို့တယောက်ထက်ထိုင်နေတာလဲအဖိုးကိုအတွက်ရေနဲ့စားစရာတွေယူလာပြီးတော့အဖိုးအိုကိုတခြားပြုစုဆောက်ရှောက်ပေးခဲ့တယ်ဘုရင်ရဲ့သားတော်လေးဟာလည်းနောက်ွယ်ကအကြောင်းအရာကိုကြည့်နေရင်းနဲ့ဝမ်းသာပီတိဖြစ်နေတာပေါ့နောက်တစ်ရက်မှာတော့ဘုရင်ကြီးရဲ့ရွှေလက်စွပ်ကြီးဟာနန်းတော်တဲကနေပြီးတော့ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်ဒီသတင်းကိုကြားကြရင်မင်းသမီးတွေနှစ်ပါးဟာရွှေလက်စွပ်ရှာဖို့ထွက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမင်းသမီးတွေသဇင်ဟာရွှေလက်စွပ်နဲ့တူတဲ့လက်စွပ်လေးတစ်ခွင်းကိုသူတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့သဇင်ဟာရွှေလက်စွပ်အစ်စ်မဟုတ်မှန်းသိပေမဲ့ဘုရင်ကြီးကိုလင်းညာလျှောက်တင်ဖို့အတွက်ကြံစီပါတော့တယ်မင်းသမီးလေးနှင်းစီကတော့ငှက်ကလေးတစ်ကောင်မပြန်နိုင်ပဲဖြစ်နေတာကိုကိုနေရင်းနဲ့ငှက်ကလေးကိုအတိုက်ထဲကိုပြန်ထည့်ရင်းနဲ့အတိုက်ကတရွက်ကလေးရဲ့အောက်မှာရွှေသက်စွပ်လေးအစ်စ်အမှန်တစ်ဝင်းကိုသူတွေ့ခဲ့တယ်မင်းသမီးလေးနှစ်ပါးဟာနန်းတော်တဲကိုပြန်ရောက်ကြပြီးတော့ရွှေလက်စွပ်ရဲ့အကြောင်းကိုအစ်စ်အမှန်ဘယ်သူလဲဆိုတာညှင်းခုန်ကြပါတယ်ညှင်းခုန်ကြတဲ့အချိန်မှာဘုရင်ကြီးကစောင့်ဆိုင်းပေးပြီးတော့မင်းသားလေးနဲ့အကြောင်းစုံကိုပြန်လည်ပြီးတော့သုံးသပ်ကြပါတယ်နောက်ရက်မှာဘုရင်ကြီးကမင်းသားလေးနဲ့မင်းသမီးနှစ်ပါးကိုခေါ်ပြီးတော့အကြောင်းစုံကိုတေချာရှင်းပြဆုံးမခဲ့ပါတယ်မင်းသမီးလေးသဇင်ကိုလည်းအပြစ်မြင်ရင်ပဲအကျိုးအကြောင်းစီလီယောစွာဆုံးမပြီးတော့မင်းသားလေးနဲ့မင်းသမီးလေးနှစ်ပါးနဲ့အတူဘုရင်ကြီးဟာပျော်ရွှင်စွာနဲ့နေထိုင်သွားပါတယ်မင်းသားလေးအတွက်ကျင်ရတော်ကတော့အနောက်ပေကြီးကိုမှဆက်လက်ပြီးတော့